ကျွန်တော်တို့ taxi နဲ့သွားရင်လည်း taxi ပေါ်မှာ Elazig မြို့ရဲ့မြို့ကန် taxi ဆရာကပြောတယ်ဒီ Elazig မြို့မှာတဲ့ငါးနာမည်ကြီးတယ်တဲ့အဲ့တော့ကျွန်တော်တို့ကလည်းသူပြောလို့သူ့ရဲ့ favorite ငါးဆိုင်ကိုပို့ပေးလို့ပြောလိုက်ပါတယ်ဒီဆိုင်ရဲ့နာမည်ကတော့ Keban Balik လို့ခေါ်ပါတယ်ဒီမှာငါးအမျိုးအစား3-4မျိုးတော့ရှိတယ်ပြီးတော့သူကဒီလိုမျိုး side dish 4-5မျိုးနဲ့လာချပေးပါတယ်ကြက်သွန် sauce နဲ့တုပ်ထားတာပြီးတော့အသီးရွက်တွေဒါကတော့ salad ပေါ့နော်ဒီမြို့မှာပင်လယ်တော့မရှိဘူးဒါပေမဲ့သူ့မှာ lake တွေပြီးတော့ငါးမွေးမြူတွေရှိတယ်လို့သိရတယ်ပေါ့နော်နာမည်ကြီးတယ်ဆိုပြီးတော့စားဖို့ရောက်လာတာဒါပေမဲ့ထုံးစံအတိုင်းပဲတူရကီတွေကဟင်းခတ်မွေးကြိုင်မသုံးဘူးငါ့ကိုစီးနဲ့ပဲကြော်ထားတာပေါ့နော်အဲ့တော့ကျွန်တော်နဲ့တူတူဒီနေ့ငါ့ကိုစားကြည့်လိုက်အောင်ကျွန်တော်တို့ကတော့ဒီနေ့အာလာဘာလိတ်လို့ခေါ်တဲ့ငါးရယ်ဆာလမွန်ရယ်ယူလိုက်ပါတယ်ငါးကတော်တော်လေးကိုစားကောင်းပါတယ်ဘာမှမထည့်ဘဲနဲ့ကြော်ထားပေမဲ့လည်းတော်တော်လေးကိုအရသာရှိပါတယ်သူ့မှာပေးထားတဲ့ကြက်သွန်ငရုတ်သီးနည်းနည်းပါတယ် sauce နဲ့လှုပ်တွဲစားရင်တော့ပိုပြီးတော့စားကောင်းပါတယ်ငါးကြော်စားပြီးဘိုက်တင်းသွားတော့နောက်ဆုံးမှကျွန်တော်တို့ဒီနေ့အတွက်ကိုတော့ Turkish chai နဲ့ဇက်သိမ်းလိုက်ပါတယ်